န်းလေးတွေနဲ့တာယာနေတဲ့နေ့တစ်နေ့မှာတော့ဖန်နေတယောက်စင်စာခန်းဝင်နေပါတယ်။ဟိုးမနှက်ပြန်ငါတငယ်ချင်းရူဘီရဲ့မွေးနေ့ပွဲပဲငါသူ့ဘာလက်ဆောင်ပေးရမလဲမသိဘူး။အဲ့လိုနဲ့အချိန်နဲ့ကြာသွားပြီးမနှက်ကနေညနေဘက်ကိုရောက်လာခဲ့ပါတယ်။ဖန်နေလည်းတငယ်ချင်းဖြစ်သူရူဘီကိုလက်ဆောင်ပေးဖို့အိမ်ကနေထွက်လာခဲ့ပါတယ်။ဟာဟိုဆိုင်ကဘာဆိုင်လဲလူတွေတောင်တန်းစီနေရတာဆိုတော့တခုခုပဲဖန်နေလည်းဆိုင်နာကိုကတ်သွားလိုက်တာပေါ့။အော်ဒီမှာမွေးနေ့ကိတ်တွေရောင်းတာပဲအယုတ်ကြီးတွေလည်းရောင်းနေဟာကွက်တိပဲမနှက်ပြန်ရူဘီမွေးနေ့လက်ဆောင်ပေးဖို့တရားဝယ်ရမယ်ဒီလိုနဲ့ဖန်နေလည်းဆိုင်ထဲကိုဝင်သွားခဲ့ပါတယ်မင်္ဂလာပါအမကြီးရေညီမလေးတို့ရဲ့မှုန့်နဲ့အယုတ်ဆိုင်လေးကနေကြိုဆိုပါရရှင်အမလေးတငယ်ချင်းမွေးနေ့ပွဲအတွက်ချောကလက်ကိတ်တစ်ခုနဲ့အယုတ်တစ်ခုရှာနေတာဒီမှာရနိုင်မလားရတာပေါ့အမခဏတော့စောင့်မင်းတော့အမညီမလေးအကောင်းဆုံးနဲ့အမြန်ဆုံးလုပ်ပေးပါမယ်ဒီနောက်မှာတော့ရောက်ပြီနော်အမကြီးကိတ်ပေါ်မှာလည်းအမကြီးရေးခိုင်းထားတဲ့စာတွေအကုန်လုံးရေးထားတယ်ပြီးတော့လေအယုတ်ကလက်ဆောင်နေနဲ့ပေးထားပါရရှင်ကိတ်မုံဖိုးလေးပဲရှင်းရပါမယ်ဝေါတကယ်လားကောင်းလိုက်တာကျေးဇူးပါပဲညီမလေးရေဖန်နီလည်းကိတ်မုံနဲ့အယုတ်ကိုတည်လာခဲ့ပါတယ်ဒါပေမဲ့ဖန်နီကိုရောင်းလိုက်တဲ့ဆိုင်ရကောင်မလေးကတာမန်ကောင်မလေးတော့ဟုတ်မနေပါဘူးဒီလိုနဲ့ညဘက်ကိုရောက်တဲ့အခါမှာဖန်နီကအဲလစ်ရဲ့အိမ်ကိုတွားလိုက်ပါတယ်လန့်လိုက်တာဖန်နီဟာငါတကားခောက်ပြီးမှဝင်လာပဲလေမတက်နိုင်ဘူးအေးပါရူဘီပေးမှာမလားတောင်းမယ်လေရူဘီကတော့အလုပ်တွေလုပ်နေရပါရုတ်တရက်တကားခောက်တန်တစ်ခုကြောင့်ရူဘီလည်းထလာပါတယ်ဘသူလဲဟာသူထကြည့်လိုက်ပေမဲ့အပြင်မှာဘသူမှရှိမနေပါဘူးဘာလဲဘသူမှလည်းမရှိပါလားရူဘီလည်းစိတ်တွေမရှိတော့တာမလို့အလုပ်လုပ်ဖို့ပဲလုပ်လိုက်ပါတယ်ဒါပေမဲ့နောက်ထပ်တကားခောက်တန်တစ်ခုကိုထပ်ကြားလိုက်ရပါတယ်ဟာလုပ်ပြန်ပြီဘသူလည်းမသိဘူးရူဘီလည်းတကားဖွင့်ပေးဖို့တွားလိုက်တာပေါ့ဟာနင်တို့ surprise ဝေါမိုက်လိုက်တာဖန်နီမွေးနေ့မှာပျော်ရွှင်ပါစေတငယ်ချင်းအချစ်ဆုံးလဲရူဘီကျေးဇူးတင်လိုက်တာဟာနင်တို့ကငါ့ရဲ့အကောင်းဆုံးတငယ်ချင်းတွေပဲလာအထဲဝင်ကြ Happy birthday to you Happy birthday to you Happy birthday dear Ruby Happy birthday to you မီယာပြတ်သွားပါတယ်အဲလစ်လည်းလန့်သွားတာပေါ့မီယာဘာလို့ပြတ်သွားလဲဒါပေမဲ့မကြားလိုက်ပါဘူးမီးပြန်လာပါတယ်ရှေးမီးပြန်လာပြီကွာကဲရူဘီဖျောင်းနိုင်မီးတွေမှုတ်လိုက်တော့လေဟာရူဘီဘာဖြစ်တာလဲဖန်နီအဲလစ်လည်းလှည့်ကြည့်လိုက်တော့ရှော့ပါရသွားပါတယ်အာဘလို့ဖြစ်တာလဲဘာကြီးလဲရူဘီတယောက်မီးပြတ်သွားတဲ့အချိန်ခဏလေးအတွင်းမှာပဲကောင်းပြတ်သေဆုံးသွားတာပါဖန်နီလည်းငါထင်တာတော့ဒီအိမ်ထဲမှာနောက်တစ်ယောက်ရှိနေပြီထင်တယ်မသိဘူးဖန်နီရေဘာဖြစ်တာလဲဟာလောက်ပါအောင်အကောင်ဆုံးကတော့ရဲစခန်းကိုကြောင်းကြတာအကောင်ဆုံးပဲဘာရဲစခန်းကိုကြောင်းကြမယ်ဟုတ်လားမရဘူးနေယူနေလားဒီထဲမှာနေရငါရဲ့နှစ်ယောက်တည်းရှိတာသူ့ကိုဘသူတက်လဲငါတို့မှမသိတာတတ်သိလည်းမရှိဘူးရဲရီကိုသာခေါ်လိုက်ရင်ငါတို့ကရူဘီကိုတတ်ပါတယ်ဆိုပြီးတခါတည်းကိုခေါ်သွားမှာပေါ့ဟာအဲ့ဒါဆိုဘယ်လိုလုပ်မှာလဲငါလည်းမသိဘူးဒါပေမဲ့ဒါတွေဖြစ်တာနှင်းကြောင်မယ်နေပါအောင်ဟာဘာလဲငါဘာလုပ်လို့လဲငါပြောတယ်လေ surprise ကိုညမလုံနဲ့နေ့ပဲလုပ်ပါလို့ပြောတယ်လေဟိုအရင်10ရက်လောက်တည်းကကြိုးပြောထားတာနင်းပစိတ်ကြီးခဏပိတ်ထားပေးအောင်ငါစဉ်းစားနေတယ်မစဉ်းစားနဲ့တော့လှုပ်เสียတစ်ခုပဲရှိတယ်ရူဘီအလောင်းမြုပ်လိုက်တော့အဲ့ဒါပဲငါကြံဘလို့လဲမတက်နိုင်အောင်ချဟာဖန်နီနဲ့အဲလစ်လည်းရူဘီရဲ့အလောင်းကိုမြ мян ဆန်ဆန်ပဲဖျောက်လိုက်ကြပါတယ်โอเคပြီးပြီငါတို့သွားရအောင်ဟာတယောက်ယောက်မြင်သွားရင်သွားပြီပဲဖန်နီနဲ့အဲလစ်လည်းရူဘီရဲ့အလောင်းကိုမြုပ်ပြီးထွက်သွားခဲ့ကြပါတယ်ဒီလိုနဲ့ညကနေမနက်ကိုရောက်သွားပြီးအချိန်တွေပြောင်းလဲသွားခဲ့ပါတယ်အဲလစ်ကတော့အိမ်ပြန်ဖို့လုပ်နေရပါသူပြန်နေတော့ channel လေးကို subscribe လုပ်ရသေးဘူးဆိုရင်လုပ်ထားပေးပါအောင်နော်ဗီဒီယိုလေးကို like လည်းပေးထားပါအောင်ရှင် Oh my god ကိတ်မုံဆိုင်ဟာကိတ်မုံကောင်းကောင်းလေးမစားရတာတော့ကြာပြီပဲဒီနေ့တော့တလုံးလောက်စားပြုံမယ်ဟာအဲ့လိုနဲ့အဲလစ်လည်းလူစီကားနေတဲ့ကိတ်မောင်ဆိုင်ကြီးတဲ့ကိုလူတိုးပြီးကိတ်ဝယ်ဖို့လုပ်နေပါတယ်မင်္ဂလာပါညီမလေးရေအမတို့ရဲ့ကိတ်မုံဆိုင်ကနေကြိုဆိုပါနော်ဘလို့ကိတ်မျိုးရှာနေလဲညီမလေးအမတို့စီမှာအယောင်ရဆုံးကိတ်မုံရှိလားအယောင်ရဆုံးဆိုတော့အကောင်းဆုံးပဲနေမှာအိုးရှိရပေါ့တိတ်ရှိဒီမှာဆာကူရာကိတ်လေးပါနော်ဘယ်ကိတ်ယူချင်လဲဒါဆာကူရာချစ်ကိတ်ဒါဆာကူရာချောကလက်ကိတ်အကုန်လုံးကတော့ share ပဲ
ဒါပေမဲ့ချောကလက်ကိတ်လေးပဲပေးပါ โอเคခဏပဲစောင့်မင်းနော်အကောင်ဆုံးလုပ်ပေးပါမယ် ဆိုင်ထဲလူတွေအကုန်လုံးကလူတွေမဟုတ်ပါဘူး ဝေါချောကလက်ကိတ်လေးကကောင်းလိုက်တာဟာရှယ်ပဲ ဒါပေမဲ့ရုတ်တရက်ချောင်းနေဆိုပြီးသူ့ပါဆက်ထဲကသွေးတွေပါထွက်လာပါတယ် ဟာသွေးတွေပါလားဟာလား အဲလစ်တယောက်သွေးရည်များကြီးအံမာတော့တယ်ဒီနောက်မကြပါဘူးသွေးရိုင်ထဲမှာလဲကျတိတ်ဆုံးသွားခဲ့ပါတယ်ည10နိုင်ထိုးနေပေမဲ့ဖန်နီကတော့အလှုပ်လှုပ်နေတုံးမှာပဲအဲ့လိုအလှုပ်လှုပ်နေတုံးမှာပဲထူးဆန်းတဲ့အတန်တွေထွက်လာခဲ့ပါတယ်ဟမ်ဘာကြီးကွဲသွားလဲအပြင်မှာတခိုးရောက်နေရလားဖန်နီလည်းအပြင်ကိုထွက်ကြည့်လိုက်တော့အပြင်မှာသူ့တငယ်ချင်းအဲလစ်ရောက်နေတာကိုမြင်လိုက်ရပါတယ်ဟာနင်းရလဲညကြီးမင်းကြီးဘာလာလောက်တာလဲအရေးကြီးကိစ္စမဟုတ်ပြန်တော့ဟာ ဘာပြင်ရမယ်ဟုတ်လားမင်းငါ့ကိုမောင်းထုတ်တာပေါ့လေငါဘာတူလဲ ဖန်နီလည်းအိမ်မက်ကနေလန်နိုးလာခဲ့ပါတယ်။ Oh God ငါအိမ်မက်မှတ်နေရပဲ။အဲ့ဒီချိန်မှာပဲအပြင်ဘက်မှာတကားခောက်တန်ကြားလိုက်ရပါတယ်။ဟာဘာလဲဟာဘာတူလဲ။ဒါပေမဲ့ထားကြည့်လိုက်တော့ဘသူမှရှိမနေပါဘူး။ဟာဘသူမှမရှိပါလား။ဘာလဲဟာရုတ်တရက်ထွက်လာတဲ့တရေမကြီးကြောင့်ဖန်နီလည်းထအော်ပါလေရော ကိမောင်လေးဝေပါဦးကိမောင်လေးဝေပါ ။မဝယ်ဘူးမဝယ်ပါဘူး။ထွက်သွား။တရေမကထွက်မသွားပဲသူ့စီတက်တဲ့ကြီးတွေလာနေတာမလို့ဖန်နီလည်းထွက်ပြေးပါလေရောအပြင်ဘက်မှာတော့အရန်ကိုမောင်မဲနေရပါဒါပေမဲ့ဖန်နီကကြောက်ကြောက်နဲ့ဖြစ်နေတာမလို့ဘာကိုမှကြည့်မဆိုင်တော့ပဲပြေးပါတော့တယ်အဲ့လိုပြေးလိုက်တာမလို့အလာလာနားလိုက်တာငါချစ်တော့အမလေးနားလိုက်တာရုတ်တရက်ဖန်နီဘေးမှာလူတယောက်မတ်တရက်နေတာကိုမြင်လိုက်ရပါတယ် ကိမောင်လေးဝေပါနော် ဖန်နီလည်းအရန်ကိုလှန့်သွားတာမလို့ထပြေးပါလေရောအဲ့လိုအလန့်လွန်ပြီးထပြေးသွားတာမလို့ကားတစ်စီးကသူ့ကိုဝင်ကျုံလိုက်ပါတော့တယ်ဖန်နီလည်းပွဲချင်းပြီးရှောသွားတာပါ မင်းငါပြောသားပဲကိမောင်လေးဝေပါဆိုမင်းမမဝေတာကိုတစင်းနေနေတာအခုတော့တေးပြီလေအေးလာပဲ စာကူရာဇတ်လန်းတွေကြိုက်တဲ့သူတွေက channel လေးကို subscribe လုပ်ထားပေးပါနော်ဒီ channel မှာစာကူရာဇတ်လန်းကောင်းတဲ့များကြီးကိုတင်ဆက်ပေးပါမယ်ရှင်